နောက်ကြပြီးတော့မှလည်းနိုးလာတယ်လှုပ်ရှားရည်လည်းအများကြီးရှိနေတယ်မနက်ခင်မှာလွယ်လက်ကူရမယ်လင်းမြန်ရမယ်အာဟာရတန်ဖိုးမြင့်ပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့မနက်စာတစ်ခွက်ကို10မိနစ်အတွင်းဘယ်လိုဖန်တီးကြမလဲတနေ့တာလုံးကို energy အပြည့်နဲ့ရှေ့ဆက်နိုင်မှုလိုအပ်တဲ့ protein နဲ့ carbohydrate အပြည့်ပါတဲ့ breakfast တစ်ခုကိုပြင်ပါမယ်ပထမဆုံးပါမုံကြက်ဥမီကင်လုပ်ဖို့အတွက်ကြက်ဥတွေခောက်ထားပါမယ်ပြီးရင်ပါမုံနဲ့ကြက်ဥနဲ့ကိုရောနှက်ပြီး air fryer လေးနဲ့ကင်ပါမယ်ပါမုံစီကြော်လိုမျိုးစီရွှဲနေတာကိုမကြိုက်ပဲစီလျှော့ချင်တာကြောင့်မို့လို့ air fryer ကိုပဲသုံးပြီးပါမုံကြက်ဥမီကင်ကိုလုပ်ပါမယ်ပါမုံကျုပ်ကင်ကိုအရင်ကျွရနေရလဲမကြိုက်တာကြောင့်မို့လို့ air fryer နဲ့ 180 degree celsius မှာ3မိနစ်ကြာတခါဟိုဘက်ဒီဘက်လန်ပြီးတော့ကင်ပေးလိုက်ပါမယ်အခုဆိုရင်တော့ပါမုံမီကင်မွေးလေးရပါပြီပါမုံမီကင်နဲ့တွဲစားဖို့နောက်တစ်ခွက်ကိုဖောက်ထည့်လိုက်ပါမယ်ပုံမှန် breakfast မှာပန်းသီးလေမော်သီးစားတဲ့အသီးတစ်မျိုးမျိုးနဲ့တွဲပြီးစားတာကောင်းပေမဲ့ဒီနေ့တော့တတိကုံလေးလို့နွားနို့ရဲ့ပါမုံမီကင်လေးရဲ့နဲ့ပဲ breakfast တစ်ခုကိုဖန်တီးဖြစ်ပါတယ်ဒီလိုဗီဒီယိုမျိုးလေးတွေနောက်ထပ်ကြည့်ရဖို့ကျမတို့ရဲ့ The Wellness Diary Channel လေးကို subscribe and like လုပ်ပေးကြပါအောင်ရှင်